အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့မောင်ကျန် YouTube Channel လေးမှာကြိုဆိုလိုက်ပါတယ်ယခုဗီဒီယိုလေးမှာတော့ကျွန်တော်တို့မြန်မာနိုင်ငံသားတွေရဲ့ဒုတိယနိုင်ငံလိုဖြစ်နေပြီးမြန်မာနိုင်ငံသားအများစုလာရောက်နေထိုင်နေတဲ့ထိုင်းနိုင်ငံရဲ့သမိုင်းကြောင်းအချင်းချင်းနဲ့ယခုလက်ရှိထင်ရှားကြော်ကြားနေတဲ့နေရာလေးတွေကိုပါတပါးတည်းတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်တစ်ချိန်ကထိုင်းနိုင်ငံဟာရှမ်းလူမျိုးကိုရည်ညွှန်းပြီးစက္ကမင်းတိုင်းဟုအမည်တွင်သောရွှေရောင်ဗိမာန်တော်များနှင့်ထူးခြားဆန်းပြားသောယဉ်ကျေးမှုများပေါင်းစပ်နေတဲ့နိုင်ငံတော်ကြီးတစ်ပါးအရှိတောင်အာရှ၏အလဲဘိုးမှာတည်ရှိခဲ့ပါတယ်။ဒီနိုင်ငံတော်ရဲ့တမိုင်းကြောင်းသည်လှပသောနဂါးငွေတံပုံပြင်တစ်ပုံနှင့်ပင်တူနေပါတော့တယ်။ရှေးပဝေသနီကလေးကတိုင်လူမျိုးတို့သည်တောင်ပိုင်းသို့ဆင်းသက်ခဲ့ကြပြီးသုတ်ခေါတိုင်းနဲ့အယုဒ္ဓယကဲ့သို့သောဖုန်းတကူကြီးတဲ့နိုင်ငံတော်ကြီးများကိုတည်ထောင်ခဲ့ပါတယ်။သုတ်ခေါတိုင်းသည်အနုပညာနှင့်စာပေရည်မှုအတွက်အထူးထင်ရှားခဲ့ပြီးအယုဒ္ဓယခေတ်တွင်မူကမ္ဘာအဆင့်ကုန်သွယ်ရေးဗဟိုဌာနတစ်ခုဖြစ်လာခဲ့ပါတယ်။မြေကမ်းနားမှမြို့တော်ကြီးများသည်စိန်ရွှေရတနာများတောက်ပနေပြီးကမ္ဘာအဝမ်းမှကုန်သည်များကိုဆွဲဆောင်နိုင်ခဲ့ပါတယ်။သို့တော်လည်းအိန္ဒိယနိုင်ငံများနှင့်စစ်ပွဲများကြောင့်1968ခုနှစ်တွင်အယုဒ္ဓယသည်ပြိုလဲခဲ့ရပါတယ်။အဲဒီနောက်မှာတော့ချက်ခရီမင်းဆက်ယနေ့ထိုင်းဘုရင်မင်းဆက်ကိုဆိုလိုပါတယ်။ချက်ခရီမင်းဆက်ကိုဘုရင်ယာမတစ်ကတည်ထောင်ခဲ့ပြီးမြို့တော်ကိုဘန်ကောက်သို့ပြောင်းရွှေ့ခဲ့ပါတယ်။19ရာစုမှာတော့ဥရောပကိုလိုနီအင်အားကြီးများအရှေ့တောင်အာရှကိုသိမ်းပိုက်စဉ်အခါမှာထိုင်းနိုင်ငံရဲ့လိမ်မာပါနတ်သောနိုင်ငံရေးမူဝါဒကိုကျင့်သုံးခဲ့သည့်ဘုရင်ရာမ4မွန်ကွန်းနှင့်ဘုရင်ရာမ5ချူလာလောင်ကွန်းတို့ရဲ့ဆွမ်းဆောင်မှုကြောင့်ကိုလိုနီပြုခြင်းမှလွတ်မြောက်ခဲ့ပြီးတခုရဲသောဒေသတွင်းနိုင်ငံဖြစ်လာခဲ့ပါတယ်။ဒီအရာကတော့သူရဲကောင်းပုံမြင်တပုတ်လိုပင်ဖြစ်နေပါတော့တယ်။ဘုရင်မင်းမြတ်တို့သည်ခေတ်မီပြုပြင်ပြောင်းလဲမှုများကိုစတင်ခဲ့ပြီးနိုင်ငံကိုမျက်မှောက်ခေတ်ကိုဦးတည်နိုင်ခဲ့ပါတယ်။1932ခုနှစ်မှာတော့သွေးမြေမကျသောအာဏာသိမ်းမှုတစ်ခုကြောင့်ဘုရင်ရဲ့အကျွမ်းမဲ့အာဏာစနစ်ကအဆုံးသတ်သွားပြီးစီးမြင့်ကဘုရင်စနစ်သို့ပြောင်းလဲခဲ့ပါတယ်။နိုင်ငံတော်ရဲ့အမည်ကိုလည်းထိုင်းဟုပြောင်းလဲခဲ့ပါတယ်။အဲ့ဒီအချိန်မှစပြီးထိုင်းနိုင်ငံဟာစီးပွားရေးတိုးတက်မှုအရှိန်ဟုန်မြင့်မာခဲ့တော့လေနိုင်ငံရေးမတည်ငြိမ်မှုများနဲ့စစ်တပ်ရဲ့အာဏာသိမ်းမှုမှကြောင့်အမြဲတစေမုန်တိုင်းများကြုံတွေ့နေရဆဲဖြစ်ပါတယ်။နှစ်ပေါင်းများစွာအတွင်းထိုင်းနိုင်ငံဟာစိုက်ပျိုးရေးအခြေခံနိုင်ငံမှစက်မှုလုပ်ငန်းနှင့်ပို့ကုန်ဦးဆောင်သောခေတ်မီစီးပွားရေးနိုင်ငံဖြစ်သို့အောင်မြင်စွာကူးပြောင်းနိုင်ခဲ့ပါတယ်။1980ပြည်လွန်နှစ်များမှစ၍စည်ရင်မွေးတည်မှုတည်တည်တတ်တာလျော့ကျခဲ့ပြီးလူနေမှုအဆင့်အတန်းများမြင့်မားလာခဲ့ပါတယ်။ထိုင်းနိုင်ငံရဲ့လက်ပတ်စရာနေရာပေါ်များလွန်းတဲ့နိုင်ငံဖြစ်တာကြောင့်စိတ်ဝင်စားမှုအလှရွေးချယ်နိုင်ရန်အဓိကနေရာများကိုလည်းအုပ်စုခွဲ၍တပါးတည်းဖော်ပြပေးလိုက်ပါတယ်။ဘန်ကောက်မြို့ပါဆိုရင်ထိုင်းနိုင်ငံရဲ့မြို့တော်နဲ့အကြီးဆုံးမြို့ဖြစ်ပြီးအထူးခြားသောနေရာများအနေနဲ့လည်း Grand Village, Wat Phra Kaew ဟာဆိုရင်ထိုင်းပြည်များ၏နန်းတော်ဟောင်းနှင့်ထွတ်မြတ်ထားရာကျောင်းတော်ပဲဖြစ်ပါတယ်။ဝန်အားတို့ဖျားကျောင်းဟာဆိုရင်လည်းချောင်ဖရမြစ်ကမ်းနားမှာရှိပြီးလှပသောဇေဒီပထိုးပြူကြီးပဲဖြစ်ပါတယ်။ကျက်တူကျက်လူလူအတိများတဲ့စနေတနင်္ဂနွေဈေးဟာဆိုရင်လည်းကမ္ဘာအကြီးဆုံးဈေးများထဲမှာတစ်ခုဖြစ်ပြီးအရာရာကိုရောင်းချတယ်လို့နာမည်ကြီးပါတယ်။ခေါက်ဆန်လမ်းမကြီးဟာဆိုရင်လည်းကျောပိုးအိတ်လွယ်ခရီးသွားများအတွက်နာမည်ကြီးသောလမ်းမကြီးတစ်ခုပဲဖြစ်ပါတယ်။ချင်းမိုင်မြို့ဟာဆိုရင်လည်းမြောက်ပိုင်းဒေသရဲ့ရင်းကျေးမှုဗဟိုချက်ဖြစ်ပြီးတောင်များနှင့်တစ်တောများဖြင့်ဝန်းရံထားတဲ့မြို့တစ်ခုဖြစ်ပါတယ်။ဝန်ဖရာဒါဒရိုင်းစုတေဟာဆိုရင်ချင်းမိုင်မြို့ကိုအပေါ်စီးမှမြင်ရတဲ့တောင်ပေါ်ဖျားကျောင်းကြီးတစ်ခုဖြစ်ပါတယ်။မြို့ရိုးဟောင်းဧရိယာလို့လူသိများပြီးရှေးဟောင်းမြို့ရိုးနှင့်ကျုံများဖြင့်ဝန်းရံထားသောနန်းမြို့ရိုးဟောင်းများလည်းရှိနေပါတယ်။ဆင်များကိုဂယုတစိုက်ဆောင်းလျှောက်တဲ့ဆင်ဆောင်းလျှောက်ရေးစခန်းများလည်းရှိနေပါသေးတယ်။အယုဒ္ဓယမြို့ဟာဆိုရင်တော့ဘန်ကောက်မြို့မြောက်ဘက်တွင်တည်ရှိပြီးထိုင်းနိုင်ငံရဲ့ရှီဟောင်းမြို့တော်ဟောင်းဖြစ်ပါတယ်။အယုဒ္ဓယသမိုင်းဝင်ဥယျာဉ်ကြီးဟာဆိုရင် UNESCO ကမ္ဘာအမွေအနှစ်နေရာဖြစ်ပြီးပြိုကျပျက်စီးနေတဲ့ရှီဟောင်းဘုရားကျောင်းများနဲ့နန်းတော်ပျက်စီးများကိုလည်းလေ့လာနိုင်ပါတယ်။ကျွန်းများအနေနဲ့ဆိုရင်တော့ဖူးခက်ကျွန်းဟာဆိုရင်ထိုင်းနိုင်ငံရဲ့အကြီးဆုံးနဲ့ကမ္ဘာကျော်ကမ်းခြေနေရာတစ်ခုပဲဖြစ်ပါတယ်။ပတောင်ကမ်းခြေဟာဆိုရင်လည်းနာမည်ကြီးကမ်းခြေနဲ့ညဘက်ဖျော်ဖြေရေးနေရာများစွာရှိတဲ့နေရာပဲဖြစ်ပါတယ်။ကျွန်းပေါ်ရှိတောင်ကုန်းတစ်ခုပေါ်မှာတည်ရှိနေတဲ့ထိုင်းတော်မူဗုဒ္ဓရုပ်ပွားတော်ကြီးကိုလည်းဖူးခက်တွင်ဖူးမြော်နိုင်ပါတယ်။ခရာဘီပြည်နယ်ဟာဆိုရင်လည်းမတ်ဆောက်တဲ့ကြောက်တောင်ကြီးများနဲ့ကြည်လင်သောရေနှင့်သဲပြူကမ်းခြေများစွာရှိလာသဖြင့်အလွန်ထင်ရှားလာပါတယ်။ရိုင်းလီကမ်းခြေဟာဆိုရင်တော့လှေဖြစ်တာတွားရောက်နိုင်တဲ့အမခန်းလှပသောကမ်းခြေတစ်ခုပင်ဖြစ်ပါတယ်။ဖီကျိုးစုများဟာဆိုရင်လည်းရိုက်ကူးများစွာပြုလုပ်တဲ့မာယာပင်လယ်ဟောပါဝင်တဲ့ရေငုံရံနဲ့အနားယူရန်ကောင်းတဲ့ကျွန်းစုများပင်ဖြစ်ပါတယ်။ကော့စမီကျွန်းဟာဆိုရင်တော့ပစိဖိတ်ပင်လယ်ကွေ့ရှိအကြီးဆုံးနဲ့အလှပဆုံးကျွန်းများထဲမှာတစ်ခုပင်ဖြစ်ပါတယ်။ချာဝင်းတန်းကြီးနဲ့
လမိုင်ကမ်းခြေတို့ဟာဆိုရင်လည်းနမယိုကမ်းခြေများပဲဖြစ်ပါတယ်။အန်ထောင်မြို့သားရေချောင်းဥယျာဉ်ကိုတော့သဘာဝအလှတိုင်းလှပသောကျွန်းငယ်လေး42ခုဖြင့်ဖွဲ့စည်းရတဲ့ပန်းခြံလို့လူသိများပါတယ်။ကချနဘူရီယာဆိုရင်လည်းသမိုင်းဝင်နေရာများနဲ့သဘာဝအလှများကိုပေါင်းစပ်ပေးထားတဲ့နေရာပဲဖြစ်ပါတယ်။ကွေးမြစ်ကူးတရာကိုတော့ဒုတိယကမ္ဘာစစ်သမိုင်းနဲ့ဆက်ဆက်နေသောနေရာဖြစ်လို့ထင်ရှားလာပါတယ်။အေယာဝန်မြို့သားဥယျာဉ်ဟာဆိုရင်လည်းလေကရစ်ပုံစံရေတံခွန်ကြီး9ဆင်းရှိတဲ့တခုတည်းသောဥယျာဉ်ပဲဖြစ်ပါတယ်။ခေါင်ဆော့မြို့သားဥယျာဉ်ဟာဆိုရင်တော့ကမ္ဘာပေါ်မှာတက်တန်းအရှိသောမိုးတစ်တော်များထဲမှာတစ်ခုဖြစ်ပြီးထူးခြားသောကြောက်တောင်ပုံစံများရှိနေပါတယ်။ချီယိုလိုင်းရေကန်ကတော့ုံကြောက်တောင်ကြီးများဖြင့်ဝင်ရန်ထားပြီးရေကန်ကြီးတွင်နှိပ်စည်းခြင်းနှင့်တဲအိမ်များတွင်နေထိုင်ခြင်းတို့ဖြင့်လူအများကိုစိတ်ဝင်စားကြပါတယ်။ဒါကတော့ထိုင်းနိုင်ငံရဲ့တမိုင်းကြောင်းနိုင်ငံနဲ့လက်ရှိထင်ရှားပြီးနာမည်ကြီးနေတဲ့နေရာတွေကိုပေါ်ပြပေးသွားတာပဲဖြစ်ပါတယ်။လူကြီးမင်းတို့သိရှိလို့တဲ့နိုင်ငံတစ်ခုချင်းစီကိုလည်း comment တွင်မှတ်ခဲ့နိုင်ပါတယ်။ကျွန်တော် channel လေးမှာရှာဖွေစူးစီးတင်ပြပေးသွားမှာပဲဖြစ်ပါတယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးသူတယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ရှိပါတယ်။နောက်ဗီဒီယိုလေးတွေမှာလည်းပြန်လည်တွေ့ကြတာမို့လို့ကျွန်တော် channel လေးကို like and subscribe လေးလုပ်ပေးကြပါဦးခင်ဗျာ။